Hello အားလုံးပဲမင်္ဂလာပါဒီဇက်ကနေကြိုဆိုပါရစေအခြေခံမလေးရှားဘာသာစကားကိုတစ်ပတ်အတွင်းအလွယ်ကူဆုံးနဲ့အယူရှင်းဆုံးပြောဆိုတဲ့စီရင်အတူတူလေ့လာသွားကြမှာဖြစ်ပါတယ်မလေးရှားဘာသာစကားကိုအခက်အခဲဖြစ်နေတဲ့တငယ်ချင်းတွေအတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးတွေကိုပြုလုပ်ရတာဖြစ်ပါတယ်ဆရာကြီးတွေကြော်တော့ပေးပါနော်အပိုင်းတက်ကနေစပြီးတော့ကျွန်တော်တို့အတူတူလေ့လာကြရအောင်ပါအခြေခံအကြဆုံးဖြစ်စေမဲ့စကားလုံးလေးကတော့ဒီစကားလုံးလေးတွေပဲဖြစ်ပါတယ်ဒီသင်ခန်းစာတက်လေးထဲမှာတင်ပြထားတဲ့စကားလုံးလေးတွေကိုတငယ်ချင်းတို့အနေနဲ့အထူးချက်မှတ်ထားဖို့လွယ်ပါမယ်နော်ဟုတ်ပြီစပြီးလေ့လာကြည့်ရအောင်iniဆိုတာကတော့ကျွန်တော်တို့ဒီအရာဒီဟာကိုပြောတာဖြစ်ပါတယ်နော် ini ဒီအရာဒီဟာလို့ပြောတာဖြစ်ပါတယ်ဒီအရာဒီအရာဝတ္ထုအစရှိတာကိုကျွန်တော်တို့ညွှန်ပြမယ်ဆိုရင်တော့ ini လို့ပြောရပါတယ်နော် ini ဒီအရာဒီဟာနောက်တစ်ခုတော့ကျွန်တော်တို့ဟိုအရာထိုဟာပေါ့နော်ကျွန်တော်တို့ညွှန်ပြခြင်းတဲ့အရာဝတ္ထုတစ်ခုကိုပြောမယ်ဆိုရင်တော့ itu လို့ပြောပါတယ်နော် itu itu လို့ပြောပါတယ်နော် itu ဆိုတာကတော့ဟိုအရာထိုဟာလို့ကျွန်တော်တို့ရည်ညွှန်းပါတယ်နော်မိမိတို့ရည်ညွှန်းတဲ့အခြားအရာဝတ္ထုတစ်ခုကိုပြောမယ်ဆိုရင်တော့ itu လို့ပြောပါတယ်နော် itu ဆိုတာကတော့ကျွန်တော်တို့ဟိုအရာထိုဟာဆိုပြီးတော့ကျွန်တော်တို့ရည်ညွှန်းပြောဆိုတဲ့စကားလုံးဖြစ်ပါတယ်နောက်ပြီးတော့အခြေခံကြားသုံးစကားလုံးတစ်ခုကတော့အပါဖြစ်ပါတယ်เนาะအပါဆိုတာကျွန်တော်တို့ဘာလဲလို့အဓိပ္ပာယ်ရပါတယ်เนาะကျွန်တော်တို့စတင်လေ့လာတဲ့အခါမှာမိမိတို့မသိရှိတဲ့အရာဝတ္ထုတွေအကြောင်းအရာတွေအားလုံးကိုဘာလဲမေးမြန်းတဲ့အခါမှာတော့ကျွန်တော်တို့အပါလို့ပြောပါတယ်เนาะ APA အပါဘာလဲလို့အဓိပ္ပာယ်ရပါတယ်ပြန်ပြောကြည့်အောင်ပါ APA အပါဘာလဲနောက်တစ်ခုတော့ကျွန်တော်တို့ဘယ်သူလဲဆိုတဲ့စကားလုံးဖြစ်ပါတယ်เนาะမိမိတို့မသိတဲ့လူပုဂ္ဂိုလ်ကိုမေးတဲ့အခါမှာတော့ဒီစကားလုံးကိုအသုံးပြုရပါတယ်။စီအပါဘယ်သူလဲလို့ပြောရပါတယ်။ပြန်ပြောကြည့်အောင်ပါ။စီအပါဘယ်သူလဲ။နောက်ထပ်ဝါကြလေးတွေကိုလည်းကျွန်တော်တို့လေ့လာကြည့်အောင်ပါ။အာဒဆိုတာကျွန်တော်တို့ရှိသည်လို့ပြောတာဖြစ်ပါတယ်နော်။ ADA အာဒရှိသည်မရှိဘူးဆိုတော့ကျွန်တော်တို့မလေးလို့ဒါဒလို့ပြောရပါတယ်နော်။ဒါဒမရှိဘူး။ပြန်ပြောကြည့်အောင်ပါ။ဒါဒမရှိဘူးအာဒရှိသည်ဒါဒမရှိဘူးဒါတွေကတော့ကျွန်တော်တို့အခြေခံကြတဲ့စကားလုံးလေးတွေပဲဖြစ်ပါတယ်ဒီစကားလုံးလေးတွေကတော့အဓိကထားပြီးတော့ကြက်မှတ်ထားမှာဖြစ်ပါတယ်လုပ်ငန်းခွင်ထဲမှာပစ္စည်းတစ်ခုခုကိုတစုံတစ်ယောက်ကလာမိတဲ့အခါမှာရှိတယ်မရှိဘူးအစရှိတဲ့စကားလုံးတွေပြောဆိုမှုကတော့အရင်အရေးကြီးပါတယ်နော်ဒါကြောင့်ဒီစကားလုံးနှစ်ခုကိုလည်းကြက်မှတ်ထားပေးပါအာဒရှိသည်ဒါဒမရှိဘူးဟုတ်ပြီဆက်ပြီးလေ့လာကြည့်အောင်နော်မိမိကတိတယ်ဆိုရင်တိဒီကိုကျွန်တော်တို့မလေးလို့တာဟုလို့ပြောပါတယ်เนาะ TAHU တာဟုတိသည် TAHU တာဟုတိသည်မတိဘူးဆိုတော့ကျွန်တော်တို့ရှေ့ကနေပြီးတော့တ TAK တဆိုတဲ့စကားလုံးကိုထည့်သွင်းပြောဆိုပြီးတော့တတာဟုမတိလို့ပြောပါတယ်เนาะ TAK တ TAHU တာဟုတတာဟုမတိဘူးဟုတ်ပြီပြောကြည့်အောင်တိတယ်ဆိုရင်တာဟုမတိဘူးဆိုရင်တတာဟုလို့ကျွန်တော်တို့ပြောရပါတယ်เนาะတိတယ်ဆိုရင်တာဟုမတိဘူးဆိုရင်တတာဟုလို့ပြောရပါတယ်ရှိတယ်ဆိုရင်အာဒမရှိဘူးဆိုရင်တာဒလို့ပြောဆိုရပါတယ်နော်ဆက်ပြီးတော့လေ့လာကြည့်အောင်နော်မိမိတို့လိုချင်တာမိမိတို့လိုအပ်တာကိုတော့ကျွန်တော်တို့မလေးလို့ဘယ်လိုပြောရမလဲဆိုရင်မောင်းလို့ပြောပါတယ်နော်မောင်းဆိုတာလိုချင်သည်လိုအပ်သည်လို့ကျွန်တော်တို့အဓိပ္ပာယ်ရပါတယ်နော်ပြန်ပြောကြည့်အောင်ပါမောင်းလိုချင်သည်လိုအပ်သည်ဟုတ်ပြီဒီမောင်းဆိုတဲ့စကားလုံးရဲ့ရှေ့မှာစောစောကပြောတဲ့တဆိုတဲ့စကားလုံးကိုထည့်လိုက်မယ်ဆိုရင်တော့တမောင်းမလိုချင်ဘူးလို့ကျွန်တော်တို့အဓိပ္ပာယ်ရသွားပါတယ်နော်ပြောကြည့်အောင်ပါတာမောင်းဆိုရင်မလိုချင်ဘူးမောင်းဆိုရင်လိုချင်တဲ့တာမောင်းဆိုရင်မလိုချင်ဘူးလို့ကျွန်တော်တို့အဓိပ္ပာယ်ရပါတယ်နော်နောက်ပြီးတော့နောက်ထပ်စကားလုံးတစ်ခုကလည်းအရေးကြီးပါတယ်နော်မိမိတို့လှုပ်တာကိုပဲဖြစ်ဖြစ်မိမိတို့ပြုလုပ်လိုတာကိုပဲဖြစ်ဖြစ်ပြောဆိုတဲ့အခါမှာတော့ပွက်လို့ပြောဆိုရပါတယ်နော် BUAT ပွက်ဆိုတာကျွန်တော်တို့ပြုလုပ်သည်လို့အဓိပ္ပာယ်ရပါတယ်နော်ပွက်ပြုလုပ်သည်ပြန်ပြောကြည့်အောင်ပါပွက်ပြုလုပ်သည်ဟုတ်ပြီနောက်ပြီးတော့မိမိတို့ကအခုမှအလုပ်ကိုလုပ်ငန်းခွင်တွေကိုစတင်ဝင်ရောက်လာတာဖြစ်တဲ့အတွက်မိမိတို့ဘာမှမပြောတတ်မဆိုတတ်မလုပ်တတ်သေးတဲ့အချိန်မှာတစုံတစ်ယောက်ကိုမိမိတို့ကလုံးဝအကူအညီတောင်းအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီကူညီပါဆိုတဲ့စကားလုံးကိုတော့ကျွန်တော်တို့မလေးလို့တိုလောင်းလို့ပြောပါတယ်နော်တိုလောင်းကူညီပါပြောကြည့်အောင်ပါတိုလောင်းကူညီပါလို့ကျွန်တော်တို့အဓိပ္ပာယ်ရပါတယ်နော်ရှေ့မှာကျွန်တော်တို့ပြောပြသွားခဲ့တဲ့လေ့လာခဲ့တဲ့စကားလုံးတွေကိုတော့တငယ်ချင်းတို့အနေနဲ့အထူးကြက်မှတ်ထားဖို့လိုအပ်ပါမယ်နော်ဟုတ်ပြီဒါဆိုရင်လည်းနောက်ထပ်ကျွန်တော်တို့စကားလုံးအနည်းငယ်တချို့ကိုဆက်ပြီးတော့လေ့လာကြည့်အောင်ပါစာယာဆိုတာကျွန်တော်တို့ကျမကိုပြောတာဖြစ်ပါတယ်နော် SAYA စာယာကျမတို့အဓိပ္ပာယ်ရပါတယ်နော် our AWAK our ဆိုတော့ကျွန်တော်တို့တခြားတစ်ယောက်ကိုရည်ညွှန်းပြောဆိုတာပေါ့နော်နာမ်စားပေါ့နော်မင်းကိုမင်းဤအစရှိတဲ့အခြားလူပုဂ္ဂိုလ်တရားကိုပြောဆိုတဲ့အခါမှာတော့ our လို့ပြောရပါတယ်เนาะမိမိကိုမိမိပြောတဲ့အခါမှာစာယာ
တခြားတစ်ယောက်ကိုပြောတဲ့အခါမှာတော့ our လို့ပြောရပါတယ်နော်စာရကျွန်တော်ကျမ our မင်းကိုမင်းဤအစရှိသဖြင့်ကျွန်တော်တို့ကရိယာအနေနဲ့လည်းတွဲပြီးတော့အသုံးပြုလို့ရပါတယ်နောက်တစ်စကားလုံးတစ်ခုတော့အရေးကြီးပါတယ်နော်မြန်မာလိုပြောတယ်ဟုတ်တယ်မှန်တယ်အစရှိတာတွေကိုကျွန်တော်တို့မလေးလို့ဘယ်လိုပြောမလဲဆိုရင်ရလို့ပြောပါတယ်နော် ya ရဟုတ်သည်မှန်သည်လို့အဓိပ္ပာယ်ရပါတယ်ပြန်ပြောကြည့်အောင်ပါရဟုတ်သည်မှန်သည်ရှေ့မှာကြက်မှတ်ခဲ့တဲ့စကားလုံးတွေကိုဒီအချိန်မှာတော့ကျွန်တော်တို့ဝါကျအနေနဲ့စတင်တိစောက်ပြီးတော့လေ့လာကြည့်ရအောင်ပါဤနိဒီအရာဒီဟာဆိုတဲ့စကားလုံးကိုအပါဘာလဲဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ဤနိအပါဒီအရာဘာလဲဆိုပြီးတော့ကျွန်တော်တို့ Lego ရွှေရှင်းစွာနဲ့ပြောဆိုလို့ရပါတယ်ပြောကြည့်ရအောင်ပါဤနိအပါဒီအရာဘာလဲဤနိဒီအရာဒီဟာအပါဘာလဲဆိုတဲ့စကားလုံးတစ်ခုကိုပေါင်းစပ်လိုက်တာဖြစ်ပါတယ်ဤနိအပါဒီအရာဘာလဲဟုတ်ပြီဤသူထိုရာထိုဟာဆိုတဲ့စကားလုံးကိုစောစောနာကအပါဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်ပြီးတော့လည်းကျွန်တော်တို့ပြောကြည့်ရအောင်ပါဒါဆိုရင်တော့ဤသူအပါဆိုရင်တော့ထိုရာပါလဲဆိုပြီးတော့ကျွန်တော်တို့အတိပ္ပယ်ရပါတယ်ပြောကြည့်ရအောင်ပါဤနိအပါဒီရာပါလဲဤသူအပါထိုရာပါလဲစကားလုံးတွေကိုကြက်မှတ်ထားပြီးတော့ကျွန်တော်တို့ဝါကျတွေကိုတငယ်ချင်းတို့အနေနဲ့ဒီခေါ်တိဆောက်စေချင်ပါတယ်ဒါဆိုရင်တော့လေ့လာရတာအရန်ကိုလွယ်ကူစေမှာဖြစ်ပါတယ်ဟုတ်ပြီဆက်လေ့လာမယ်ဤနိဒီအရာဒီဟာဆိုတဲ့စကားလုံးကိုစောစောနာကအာဒရှိသည်ဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ဤနိအာဒဒီအရာရှိသည်ဒီဟာရှိတယ်အစရှိတဲ့ဖြစ်ကျွန်တော်တို့ပြောဆိုလို့ရပါတယ်နော်ပြောကြည့်ရအောင်ဤနိအာဒဒီအရာရှိသည်အာဒရှိသည်ဆိုတဲ့စကားလုံးကိုဤနိဒီအရာဒီဟာဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ဤနိအာဒဒီအရာရှိသည်ဆိုပြီးတော့ကျွန်တော်တို့အတိတ်ပဲရပါတယ်တောက် TAHU တောက်တိတီဆိုတဲ့စကားလုံးကိုကျွန်တော်တို့စောစောနာကအင်းနီနဲ့ပဲပေါင်းစပ်မယ်အင်းနီတောက်ဒီအရာကိုတိတယ်လို့ကျွန်တော်တို့အဓိပ္ပာယ်ရပါတယ်เนาะပြောကြည့်ရအောင်အင်းနီတောက်ဒီအရာကိုတိတီဒီအရာကိုတိတယ်လို့ကျွန်တော်တို့အဓိပ္ပာယ်ရပါတယ်เนาะဒါဆိုတော့ကျွန်တော်မတိဘူးဆိုရင်တော့စောစောနာကကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့တတအုမတိဘူးဆိုတဲ့စကားလုံးကိုရှေ့ကနေပြီးတော့အင်းနီထည့်ပြီးပြောဆိုကြည့်မယ်အင်းနီတတအုဒါဆိုရင်တော့ဒီအရာကိုမတိဘူးလို့အဓိပ္ပာယ်ရပါတယ်เนาะဒီအရာကိုမတိဘူးဆိုရင်အင်းနီတတအုလို့ပြောဆိုရပါတယ်ဟုတ်ပြီဒါဆိုရင်ကြက်မှတ်ထားခဲ့တဲ့တအုပ်ဆိုတဲ့စကားလုံးကိုပဲကျွန်တော်တို့ဆက်ပြီးတော့ဝါချတိဆောက်ကြည့်မယ်စာရကျွန်တော်ကျမဒီစကားလုံးလေးနဲ့တအုပ်တိတီဆိုတဲ့စကားလုံးလေးကိုပေါင်းဆက်ပြီးတော့စာရတအုပ်ကျွန်တော်တိတီလို့ပြောဆိုလို့ရပါတယ်စာတအုပ်ကျမတိတီစာတအုပ်ကျွန်တော်တိတီအစရှိတဲ့ဖြင့်ပြောဆိုလို့ရပါတယ်ဒါဆိုရင်မတိဘူးဆိုရင်တော့စာရတတအုပ်မတိဘူးဆိုတဲ့စကားလုံးကိုစာရကျွန်တော်ကျမနဲ့ပေါင်းဆက်ပြီးတော့စာရတတအုပ်ကျွန်တော်မတိဘူးကျမမတိဘူးအစရှိတဲ့ဖြင့်ကျွန်တော်တို့ပြောဆိုလို့ရပါတယ်เนาะဝါကြတွေကိုတိဆောက်ရတာအလန့်ကိုလွယ်ကူရွှေရှင်ပြီးတော့လေ့လာမှတ်သားရတာလွယ်ကူစေမယ်လို့ယုံကြည်ပါတယ်เนาะပြောကြည့်ရအောင်စာရတတအုကျွန်တော်မသိဘူးကျမမသိဘူးဟုတ်ပြီဒါဆိုရင်ဒီယာဆိုတော့ကျွန်တော်တို့နန်စားကိုရည်ညွှန်းတာဖြစ်ပါတယ်เนาะသူမကိုပြောဆိုတာဖြစ်ပါတယ်ဒီစကားလုံးကိုကျွန်တော်တို့လေ့လာကြက်မှတ်ထားဖို့လွယ်ပါမယ်เนาะ DIA ဒီယာသူမဆိုပြီးတော့ကျွန်တော်တို့အခြားတစ်ယောက်ကိုရည်ညွှန်းပြောဆိုတဲ့အခါမှာဒီယာကိုအသုံးပြုရပါတယ်ဟုတ်ပြီဒီစကားလုံးလေးကိုလည်းကြက်မှတ်ထားပေးပါတာဥတိတီဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်ပြီးတော့ဒီဟာတာဥဆိုရင်သူတိတီဟုတ်ပြီဒါဆိုရင်သူမသိဘူးဆိုရင်ဘယ်လိုပြောမလဲဒီဟာသူမဆိုတဲ့စကားလုံးကိုတတဥမသိဘူးဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်ပြီးတော့ဒီဟာတတဥသူမသိဘူးလို့ကျွန်တော်တို့ပြောဆိုလို့ရပါတယ်ကြက်မှတ်ထားမယ့်စကားလုံးလေးကတော့ဒီဟာဖြစ်ပါတယ်နန်စားအနေနဲ့ပြောဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်သူမကိုပြောတာဖြစ်ပါတယ်အခြားတစ်ယောက်ကိုရည်ညွှန်းတဲ့စကားလုံးဖြစ်ပါတယ်เนาะဒီဟာတတဥသူမသိဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မောင်းလိုချင်သည်လိုအပ်သည်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဒီဝါကျအရှိတစ်ချောင်းအနေနဲ့၃မျိုးပေါင်းပြီးတိဆောက်ကြည့်ရအောင်စာရမောင်းဤနိစာရကျွန်တော်ကျမမောင်းလိုချင်သည်လိုအပ်သည်ဤနိဒီအရာဒီဟာဆိုတဲ့စကားလုံးဒီစကားလုံး၃ခုကိုပေါင်းစပ်ပြီးတော့စာရမောင်းဤနိဆိုရင်ကျွန်တော်ဒီအရာကိုလိုချင်တယ်ကျွန်တော်ဒီအရာကိုလိုအပ်တယ်လို့ကျွန်တော်တို့အတိတ်ပဲရပါတယ်နော်စာရကျွန်တော်ကျမမောင်းလိုချင်သည်လိုအပ်သည်ဤနိဒီအရာဒီဟာဟုတ်ပြီစကားလုံး၃ခုကိုပေါင်းစပ်လိုက်တော့စာရမောင်းဤနိကျွန်တော်ဒီအရာကိုလိုချင်တယ်ကျွန်တော်ဒီအရာကိုလိုအပ်တယ်လို့အတိတ်ပဲရပါတယ်ဒါဆိုကျွန်တော်တို့ဒီအရာကိုမလိုချင်ဘူးဆိုရင်ဘယ်လိုပြောမလဲဟုတ်ပြီတဆိုတဲ့စကားလုံးကိုကျွန်တော်တို့ရှေ့ကထည့်သွင်းပြီးတော့စာရတမောင်းဤနိကျွန်တော်ဒီအရာကိုမလိုချင်ဘူးပြောကြည့်အောင်ကျွန်တော်ဒီအရာကိုမလိုချင်ဘူးဆိုရင်ဘယ်လိုပြောမလဲစာရတမောင်းဤနိကျွန်တော်ဒီအရာကိုမလိုချင်ဘူးဆိုပြီးတော့ကျွန်တော်တို့ပြောဆိုလို့ရပါတယ်စာရတမောင်းဤနိကျွန်တော်ဒီအရာကိုမလိုချင်ဘူး
ပြုလုပ်သည်ဆိုတဲ့စကားလုံးကိုလည်းကျွန်တော်တို့ဝါကြတွေတိစောက်ကြည့်ရအောင်စာရကျွန်တော်ကျမဆိုတဲ့စကားလုံးရဲ့အနိဒီအရာဒီဟာဆိုတဲ့စကားလုံးကိုပေါင်းစပ်ပြီးတော့စာရပွဲအနိဒါဆိုရင်တော့ကျွန်တော်ဒီအရာကိုပြုလုပ်သည်လို့အဓိပ္ပာယ်ရပါတယ်နော်ကျမဒီအရာကိုပြုလုပ်သည်ကျွန်တော်ဒီအရာကိုပြုလုပ်သည်ဆိုရင်မလေးလို့ပြောမယ်ဆိုရင်စာရပွဲအနိကျွန်တော်ဒီအရာကိုပြုလုပ်သည်ကျမဒီအရာကိုပြုလုပ်သည်ဆိုပြီးတော့ကျွန်တော်တို့ locution စွာနဲ့ပြောဆိုလို့ရပါတယ်ကျမထားမယ့်စကားလုံးကတော့ what ပြုလုပ်သည်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ရအောင်ဒီဟာတူမဆိုတဲ့စကားလုံးကိုလည်းကျွန်တော်တို့ဘွဲ့ပြုလုပ်သည်ဆိုတဲ့စကားလုံးနဲ့တွဲဖက်ပြီးပြောကြည့်ရအောင်ဒီဟာဘွဲ့အင်းနီသူဒီဟာကိုပြုလုပ်သည်လို့အဓိပ္ပာယ်ရပါတယ်သူဒီဟာကိုပြုလုပ်သည်ဆိုရင်မလေးလို့ဘယ်လိုပြောမလဲဒီဟာဘွဲ့အင်းနီသူဒီဟာကိုပြုလုပ်သည်လို့ပြောဆိုရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တူလောင်ကိုညီသူဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဝက်ချတိဆောက်ပြီးတော့ပြောဆိုကြည့်ရအောင်ဒီဟာတူမဆိုတဲ့စကားလုံးကိုတူလောင်ကိုညီသူဆိုတဲ့စကားလုံးရဲ့စာရကျွန်တော်ကျမဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ပြောဆိုကြည့်ရအောင်ပါနော်ဒီဟာတူလောင်စာရသူကျွန်တော်ကိုကူညီသည်ဒီဟာတူမဆိုတဲ့စကားလုံးကအရှိမထားတဲ့အတွက်သူကကျွန်တော်ကိုကူညီတာဆိုပြီးပြောဆိုမှာဖြစ်ပါတယ်နော်ဒါကြောင့်သူ့ကိုရှိမထားပြီးတော့တူလောင်စာရတူလောင်ကူညီသည်စာရကျွန်တော်ကိုသူဒီဟာတူလောင်စာရသူကျွန်တော်ကိုကူညီသည်ဆိုပြီးတော့ပြောဆိုလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ဒါရဲ့ပြောင်းပြန်စာရတူလောင်ဒီဟာဆိုရင်တော့ကျွန်တော်ကသူ့ကိုကူညီသည်လို့အဓိပ္ပာယ်ရပါတယ်စာရပြုလုပ်သူကျွန်တော်ကျမကိုရှေ့မှာထားပြီးတော့တူလောင်ပတ်ကူညီဆိုတဲ့စကားလုံးရဲ့ object ပြုလုပ်ခံရသူဒီဟာတူမကိုနောက်ကထားပြီးတော့စာရတူလောင်ဒီဟာဆိုရင်တော့ကျွန်တော်သူ့ကိုကူညီသည်ဆိုပြီးတော့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ကျွန်တော်သူ့ကိုကူညီသည်စာရတူလောင်ဒီဟာဆိုပြီးတော့ကျွန်တော်တို့ပြောဆိုရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကတယောက်နဲ့တယောက်အပြန်အလှန်ကူညီပြီးတဲ့အခါမှာတော့ကျေးဇူးတင်စကားပြောရမှာဖြစ်ပါတယ်နော်ဒီစကားကတော့မလေးရှားမှာနေတဲ့ကာလတစ်လျှောက်လုံးမပြန်မချင်းပြောဆိုရတဲ့စကားလုံးတစ်ခုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါစီတဲ့စကားလုံးကိုကျွန်တော်တို့မလေးလို့တာရီမာကာစီလို့ပြောပါတယ်နော်တာရီမာကာစီကျေးဇူးတင်ပါသည်ကျေးဇူးတင်ပါတယ်ပြန်ပြောကြည့်ရအောင်တာရီမာကာစီကျေးဇူးတင်ပါတယ်ထပ်ပြောကြည့်မယ်တာရီမာကာစီကျေးဇူးတင်ပါတယ်ဟုတ်ပြီတစ်ဖက်သူကကိုတာရီမာကာစီကျေးဇူးတင်ပါတယ်လို့ပြောရတဲ့အခါမှာတော့ကျွန်တော်တို့မလေးရှားနိုင်ငံမှာပြန်လည်အသုံးပြုတဲ့စကားလုံးတစ်ခုရှိပါတယ်ဒီစကားလုံးလေးကိုလည်းကြက်မှတ်ထားပေးပါဆာမလို့အဓိပ္ပာယ်ရပါတယ်နော်ဆာမဆိုတာကတော့ကျွန်တော်တို့အတူတူပါပဲဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ကိုကလည်းပြန်ပြီးတော့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့အဓိပ္ပာယ်ကိုတက်ရောက်စေပါတယ်ဒါကြောင့်တစ်ဖက်လူကတာရီမာကာစီလို့ပြောလာတဲ့အခါမှာကျေးဇူးတင်ပါတယ်တာရီမာကာစီလို့ပြောလိုက်တဲ့အခါမှာတော့ကိုကဆာမလို့ပြန်ပြောဖို့လုံးဝမေ့လို့မရပါဘူးနော်ဟုတ်ပြီပြောကြည့်ရအောင်တာရီမာကာစီကျေးဇူးတင်ပါတယ်ဆာမအတူတူပါပဲဒါဆိုရင်တော့ဒီနေ့အဖို့ကြက်မှတ်ထားမယ်အလေးလာထားမယ်စကားလုံးတွေအများများသွားပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အပိုင်း2မှာပြန်တွေ့ကြပါမယ်နော်အပိုင်း1ကစကားလုံးတွေကိုတငယ်ချင်းတို့အနေနဲ့အထူးလေးလာကြက်မှတ်ထားဖို့လိုအပ်ပါမယ်နော်ဒါဆိုရင်တော့အပိုင်း2မှာဒီအပိုင်း1ကစကားလုံးတွေကိုပဲပြန်လဲအသုံးပြုပြီးတော့ဝါကြတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဆောက်လေးလာသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်အပိုင်း2မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်နော်